အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့အင်းလေးအတွက်နော်အမေမတွေအတွက်ဒီမှာကလက်ပြခေါင်းလေးစိတ်စီထားတစ်ထည့်လုံးနော်ကြံအတွက်လည်းအဆင်ပြေတယ်ဗျနော်ဒါလေးကအားလုံးဝိလို့ရတယ်ဗျဒါလေးကအကူအသားလေးရတယ်အေးတဲ့အသားလေးပဲဒါလေးဆို8000ခွဲလောက်ပေါက်တဲ့ဟာကို4000ခွဲနဲ့ပဲ discount လုပ်ပေးနေတာပါကောင်းနော်အသားကောင်းအေးလေအေးလေလာလေဗျဒီမှာရှိလိုက်နော်လာလေဒီမှာပန်းပွက်လေးနဲ့ဗျာဝစ်လိုက်တော့ကျွန်တော်ဝစ်မပြတော့ဘူးနော်အယောင်လည်း3ယောင်ကျန်သေးတယ်ဗျ3ယောင်ကျန်သေးတယ်နော်ကျွန်တော် discount လုပ်ပေးနေတယ်နော်လက်ဆောင်တော့အင်းသားလက်ဆောင်ပါအောင်မယ်နော်ပေးခြင်းလို့လက်ဆောင်နေအချစ်တွေရခြင်းလို့ပါဒီယောင်လေးလည်းရှိမယ်နော်ရလာပါလေဒါလေးလာတယ်နော်အရင်လာတယ်နော်ရလာကျဲတော့ရှိမယ်နော်ဒါလေးကခေါင်းပေါင်းတွဲရပါဘူးဗျာဟုတ်ကဲ့ဒါလေးကခေါင်းပေါင်းတွဲရဒါလေးကတော့အင်းလေးအတွက် promotion လုပ်ပေးရနော်ဒီစက်နဲ့ရောင်းပေးမယ်ဗျာအသားလေးလည်းအေးတယ်ဗျာဒီအလေးကတော့တို့အမေကလည်းဝင်လို့ရှင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်လက်လေးဆွဲချင်နိုင်ရနော်ဒါလေးလည်းရမယ်ဟယ်လိုဟုတ်ကဲ့ပါဒါလေးကတော့ဒီမှာကျွန်တော်ဒီမလေးဝတ်ထားနော်နေကက်လေးနဲ့ဘယ်လောက်လာလဲကြည့်လိုက်အမိကက်ကြောက်လေးနဲ့နော်မယ်နော်ဟုတ်ကဲ့ပါနေကက်လေးနဲ့ဟုတ်ဒါလေးကတော့ဟိုလိုပြောရင်ဘောလခါပုံစံနဲ့ဝတ်လို့ရပါဗျဒါလေးကကျိုးစီးထားတော့ကောင်းပုံစံလေးဖြစ်နေလုံးဝစက်သေးမင်္ဂလာနဲ့ပြည့်စုံတာပေါ့ဗျာနေကက်နဲ့ဆိုတော့ဒါလေးကဂျိုဘာပုံစံလေးဖြစ်သွားပေါ့စိုက်ကတော့နည်းနည်းလေးခန္ဓာကိုယ်ဝါလူအတွက်လည်းအဆင်ပြေရဗျဒါလေးကတော့နော်အရှိရလည်းရင်အုပ်တယ်အနောက်ကလည်းဒီမှာကြည့်လိုက်အဆင်ပြေရဗျဒါလေးလည်းဒီဇိုင်းရှိမယ်ဗျဟုတ်ကဲ့အပြင်သွားမယ်ဆိုရင်ဒီလိုလေးပေါ့ဗျာဒီကောင်လေးကဒီလိုလေးပေါ့ဗျာဒီမှာဒါလေးအပေါ်ကနေလွားလိုက်ရုံပဲဗျာအများကြီးအဆင်ပြေရဗျဟုတ်ကဲ့ဒီဒီဇိုင်းတွေလည်းရောက်ထားနော်အသားလေးလည်းအေးတယ်ရှေ့ဆိုအရန်ပူပြီဗျဒီဟာလေးကအများကြီးအဆင်ပြေတယ်နော်သားလေးကအေးတယ်ဗျဒီသားလေးလည်းကောင်းပေါင်းကြိုက်တဲ့ဟာနဲ့တွဲလို့ရရနော်ဒီဇိုင်းအစုံလေးပဲဗျကာလာအစုံလေးပဲအယောင်အစုံလေးပဲတွဲပေးရနော်ဆိုလို့တွဲခြင်းနဲ့တွဲပေးတယ်